ကရက်ဒါရဏအချိန်ခါ2569မှာခမရတို့ကျွန်တော်တို့လူခွင့်တွေကြုံလာပြီမို့စေတနာခိုင်မြဲလာတာကျွန်တော်တို့အိုင်မေးရောအလူပေးလို့ကုရယူကတရွာလုံးလဲပြုံးရွှေချူတာအလူပေးဖို့အချိန်တန်လို့တာရဖျားကြီးတည်ထားဖို့ရောစေရမင်္ဂလာကြောင်းတိုင်းအတွင်းမှာကြီးညိုစရာမြတ်ဖျားကြီးနဲ့အရန်စီဒီလေးစုပြပါတည်ထားကိုဝဲမှာနေတိမြတ်ဒီမစတာလူဘဝခဏတာလေးဖို့အလူကကြုံကြိုက်တော့မှာလူတန်းကြဖို့လို့ဆိုပါလေဗျာတကရက်ဒါရဏအချိန်ခါ2569မှာခမရတို့ကျွန်တော်တို့လူခွင့်တွေကြုံလာပြီမို့စေတနာခိုင်မြဲလာတာကျွန်တော်တို့အိုင်မေးရောအလူပေးလို့ကုရယူကတရွာလုံးလဲပြုံးရွှေချူတာအလူပေးဖို့အချိန်တန်လို့တာရဖျားကြီးတည်ထားဖို့ရောစေရမင်္ဂလာကြောင်းတဲ့အတွင်းမှာကြီးညိုစရာမြတ်ဖျားကြီးနဲ့အရန်စီဒီလေးစုပြပါတည်ထားကိုဝဲမှာနေတိမြတ်ဒီမစတာလူဘဝခဏတာလေးဖို့အလူကကြုံကြိုက်တော့မှာလူတန်းကြဖို့လို့ဆိုပါလေဗျာစိတ်ရွှေရတနာနီလာကိုပေါ်မှာဆွဲထားပြီးမြဲလာဒီမဟုတ်ပါဒါနကုရပြုလို့စိတ်တော်တွေဖြူစင်မှတာစစ်မှန်သောအလားတရားတွေဖြစ်မှာအရှင်မြတ်ကကြည်ဖြူစိတ်ထားနေတာအလူကံဌာနဖွင့်ကတန်တရားနောင်ဤဖို့ရဲ့စီဒီဖယားတီထားလို့တော့ဖယားတကားဖယားမကြီးလို့ဘွယ်ခုံတူအမိကံဖို့ရလူရမ်းပေးဖို့နော်အလူကံဌာနလေးမှာနိဗ္ဗာန်အကျိုးမြော်လို့ဆိုလို့ဖိတ်ခေါ်ပါလေနော်မကွေးတိုင်းဒေသကြီးမြို့တင်မြို့နယ်အိမ်မဲကြီးပါလေးမှာဖြင့်ရောက်ဆရာတော်ဥတုခေရိတအရှင်သူမြတ်ရဲ့ဆုံးမဩဝါဒလမ်းခံမှုတွေနဲ့အတူကျောင်းတော်ကြီးရဲ့မြတ်ပရဝဏ်တွင်မှာကြီးညိုစရာမြတ်ဖယားစီရီကြီးနဲ့အရန်စီရီလေးစုမြတ်ပါအတိတိထားကိုးကွယ်မှာဖြစ်လို့ခမည်းတော်ကျွန်တော်တို့လူခွင့်တွေကြုံလာကြိုက်မှာဖြစ်တရားတရားနင်းများမဆိုပါဝင်လူရန်ပေးနိုင်ကြပါယံနိဗ္ဗာန်အကျိုးမျှော်လို့ဒီတချင်းလေးနဲ့ဖိတ်တော်လိုက်ပြရစီခင်ဗျာတကရက်ဒါရဏအချိန်ခါ2569မှာခမရတို့ကျွန်တော်တို့လူခွင့်တွေကြုံလာပြီမို့စေတနာခိုင်မြဲလာတာကျွန်တော်တို့အိုင်မေးရောအလူပေးလို့ကုရယူကတရွာလုံးလဲပြုံးရွှေချူတာအလူပေးဖို့အချိန်တန်လို့တာရဖျားကြီးတည်ထားဖို့ရောစေရမင်္ဂလာကြောင်းတဲ့အတွင်းမှာကြီးညိုစရာမြတ်ဖျားကြီးနဲ့အရန်စီဒီလေးစုပြပါတည်ထားကိုဝဲမှာနေတိမြတ်ဒီမစတာလူဘဝခဏတာလေးဖို့အလူကကြုံကြိုက်တော့မှာလူတန်းကြဖို့လို့ဆိုပါလေဗျာစိတ်ရွှေရတနာနီလာကိုပေါ်မှာဆွဲထားပြီးမြဲလာဒီမဟုတ်ပါဒါနကုရပြုလို့စိတ်တော်တွေဖြူစင်မှတာစစ်မှန်သောအလားတရားတွေဖြစ်မှာအရှင်မြတ်ကကြည်ဖြူစိတ်ထားနေတာအလူကံဌာနဖွင့်ကတန်တရားနောင်ဤဖို့ရဲ့စီဒီဖယားတီထားလို့တာ